မန္တလေးမြို့ရှိရွှေကျောင်းရွှေစာရန်ကျောင်းတော်သည်မြမဗုဒ္ဓဘာသာယဉ်ကျေးမှု၏အထင်ကရအဆောက်အုံတစ်ခုဖြစ်ပြီးသမိုင်းနှင့်အနုပညာတန်ဖိုးမြင့်မားသောကျောင်းတော်တစ်ခုဖြစ်သည်ရွှေကျောင်းကိုဘုရင့်နောင်မင်းတရားကြီး၏သားတော်တီဟသူရပွဲခံမင်းရဲကျော်စွာက1558ခုနှစ်တွင်တည်ဆောက်ခဲ့သည်မူလအမည်မှာရွှေစာရန်ကျောင်းဖြစ်ပြီးကျောင်းတော်၏အပြင်ဘက်နံရံများကိုရွှေချထားသောကြောင့်ရွှေကျောင်းဟုလူသိများသည်ရွှေကျောင်းသည်အင်းဝခေတ်16ရာစုလက်ရာဖြစ်ပြီးမန္တလေးမြို့တည်နန်းတီမင်းတုံးမင်းလက်ထက်19ရာစုအထိထိန်းသိမ်းခဲ့သည်မူလကအင်းဝမြို့တွင်တည်ရှိခဲ့တော်လဲ1980ပြည့်နှစ်များတွင်မန္တလေးသို့ပြောင်းရွှေ့ပြသခဲ့သည်ယခုအခါမန္တလေးနန်းတွင်၏အနောက်မြောက်ဘက်တွင်တည်ရှိပြီးကမ္ဘာအမွေနှင့်စည်ရင်းဝင်မန္တလေးရတနာပုံနေပြည်တော်၏အစိပ်ပိုင်းဖြစ်သည်ဘိတုကာလက်ရာနှင့်အနုပညာအရာကျောင်းတော်သည်တစ်သားဘိတုကာ၏ပြည့်စုံသောလက်ရာဖြစ်ကာအတွင်းပိုင်းနံရံများတွင်ပကြီးပန်းပူးရွှေချထားသောအနုစိတ်အလှများပါရှိ